အခုကျွန်တော်လက်ထဲမှာရှိတဲ့စာအုပ်ကတော့ဥဖုံဓာတုမန္တလေးရဲ့အတွေးလက်ဆောင်တန်ခါရီစာအုပ်ဖြစ်ပါတယ်နော်ဒီစာအုပ်ထဲမှာသူ့ရဲ့ရှေ့မှာရေးထားတဲ့ဟာတွေကတော့လူကြီးတွေပဲဖတ်လူငယ်တွေပဲဖတ်နည်းနည်းဖတ်ပြီးများတွေ့ဖို့နော်စာအုပ်လေးကတိလေးပါဒါပေမဲ့အရန်ကောင်းပါတယ်အထက်ကစာသားတွေပေါ့နော်အများကြီးပဲအထက်ကနေမှတချို့တော့ကိုဖတ်ပြချင်ပါတယ်လောကမှာပတ်စံရှိရင်အရှိန်ဝါရှိရင်ဘာမဆိုလုပ်လို့ရတယ်ဆိုတာလူယုံမာတို့ရဲ့အလုပ်ပဲသူများအဖြစ်ကိုပြောနေသူဟာကိုယ့်အဖြစ်ကိုဖုံးကွယ်နေတာပဲလူတယောက်ကိုမုန်းရတာစိတ်ပင်ပန်းဆုံးပဲလူတယောက်ကိုကူညီလိုက်ရတာစိတ်အချမ်းသာဆုံးပဲကောင်းတယ်နော်နောက်တစ်ခုကသိယုံနဲ့မလုံလောက်ဘူးအတုံးချတတ်ဖို့လည်းလူသေးတယ်ဆန္ဒရှိယုံနဲ့မလုံလောက်ဘူးလှုပ်ဖြစ်အောင်လှုပ်ဖို့လည်းလူသေးတယ်ကြိုတင်ပြင်ဆင်မှုသည်အောင်မြင်မှု၏အစဖြစ်သည်ကျောင်းသားတဦးအားစာသင်လိုစိတ်မပေးစွမ်းပဲစာကြီးသာသင်နေသောဆရာသည်အေးဆက်နေသောတန်တယ်ကိုထုရိုက်နေခြင်းပဲဖြစ်လိမ့်မည်ကောင်းနော်ဆိုတော့စာအုပ်သေးတယ်ဆိုပေမဲ့လည်းအထင်သေးလို့မရအောင်ဒီစာအုပ်လေးတွေကအရန်ကျိုးရှိပါတယ်စာရှည်ကြီးဖတ်နေရတဲ့စာတွေအဲ့လိုစာကြောင်းအတူလေးတွေနော်တေးလေးနဲ့ထီမိမိလေးတွေကပိုကောင်းပါတယ်စာဖတ်ကြပါကျေးဇူးတင်ပါတယ်